ကျွန်တော်တို့အတွက်အကြောက်ဆုံးအရာဘာလဲလို့ပြောရင်လူတွေရှိမှစကားပြောမှကြောက်တယ်ကင်မရာရှိမှစကားပြောမှကြောက်တယ်ဆိုတော့အဲ့ဒီကြောက်တဲ့အရာကိုဘယ်လိုဖြောင်းမလဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်အဲ့ဒီအရာကိုဒီဗီဒီယိုကနေစပြီးတော့ကျွန်တော်ပြောင်းလဲပြမှာမလို့ပါတခါလေကြားရရင်ကျွန်တော်တို့ကကိုယ့်ကိုယ်ပြောင်းလဲခြင်းနဲ့ဒါပေမဲ့အဲ့လိုပြောင်းလဲဖို့ကိုယ်တိုင်လက်မခံနိုင်ဖြစ်နေဘာဖြစ်လို့လဲဆိုတော့အပြောင်းလဲဆိုတာကကျွန်တော်တို့အတွက်တိတ်ပြီးတော့လွယ်ကူတဲ့အရာမဟုတ်ဘူးဘာလို့လဲဆိုတော့ပြောင်းလဲမှုတိုင်းကစိန်ခေါ်မှုတွေရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြောင်းလဲမှုဆိုလို့ရှိရင်ကြောက်တတာများတယ်ဒါကြောင့်ကျွန်တော်လည်းအဲ့ဒီထဲကတယောက်ဆိုတော့အဲ့တို့ကြောင့်မလို့ကျွန်တော်အကြောက်ဆုံးအရာနဲ့စတင်ပြောင်းလဲဖို့ကျွန်တော်စိန်ခေါ်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကကင်မရာရှေ့မှာစကားပြောမှကြောက်တယ်ပြီးတော့လူများရှေ့မှာစကားပြောမှလည်းကြောက်တယ်မှန်အားဖြင့်ဆိုရင်ကျွန်တော်ကွန်ပျူတာစုနဲ့တခြားတငယ်ချင်းတွေနဲ့တွာလာတာစကားပြောတာတော့ပဲကျွန်တော်ကရှိတယ်ဆိုတော့လူတိုင်းလည်းအဲ့လိုပါပဲဒါပေမဲ့အဲ့ဒီအဆင့်ကနေနောက်ထပ်တစ်ဆင့်လူအများရှိမှစကားပြောတာတွေကင်မရာရှိမှစကားပြောတာတွေကိုကရဲဝင်လောက်ဆောင်နိုင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ယဉ်ကျေးမှုရှိလာမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဗီဒီယိုနဲ့စပြီးတော့ဒီနေ့တစ်ပုတ်စီဒီနေ့ကိုဗီဒီယိုတစ်ပုတ်လုံးနဲ့ကျွန်တော်ကင်မရာရှိမှစကားပြောလက်ကျင့်မှာဖြစ်ပါတယ်ကျွန်တော်တို့ကကိုယ်တိုးတက်ချင်တယ်ပြောင်းလဲချင်တယ်ဒါပေမဲ့တကယ်လက်တွေ့မှာလောက်လာဆိုတော့မလုပ်ဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်လည်းအရင်တုန်းကကိုယ်ပြောင်းလဲမယ်ဘာသာစကားတွေလေ့လာဘာသာစကားတွေပေါ့အင်္ဂလိပ်ဘာသာစကားတွေလေ့လာမယ်အဲ့လိုမျိုးလေ့လာဖို့ကျွန်တော်အရင်တော့ဆွမ်းမချက်တွေချတာပေါ့နော်စာရေးပေါ်မှာတေချာရေးပြီးတော့ကျွန်တော်အဲ့လိုလုပ်ခဲ့တယ်ဒါပေမဲ့လှုပ်ဖြစ်လာဆိုတော့မလှုပ်ဖြစ်ဘူးအဲ့မလှုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီနေ့ကစပြီးတော့ကျွန်တော်အကြောက်ဆုံးအရာကနေစပြီးတော့ဖြတ်တတ်မှာပေါ့နော်ခါတဲ့နဲ့အများကြီးလှုပ်เสียမလို့ဘူးဘာလို့လဲဆိုတော့အဲ့လိုခါတဲ့နဲ့အများကြီးလှုပ်မယ်ဆိုရင်လည်းလှုပ်ဖြစ်မှာမဟုတ်ဘူးအဲကြောင့်တနေ့ကိုနည်းနည်းစီလှုပ်သွားမယ်ဆိုလို့ရှိရင်ကိုတိုးတက်လာမယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ဒါကိုကျွန်တော်စပြီးတော့စမ်းသပ်ကြည့်မယ်ပေါ့နော်တကယ်အလုပ်ဖြစ်မဖြစ်ဆိုတာကတော့ကျွန်တော်ဗီဒီယိုတွေကိုကြည့်ပြီးတော့ဆုံးဖြတ်ကြည့်ပေါ့နော်တကယ်ဖြစ်လားမဖြစ်လားဆိုတာဆိုတော့ဒီနေ့ဗီဒီယိုဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာထပ်ဆုံချင်ပါတယ်